မြင်ရပါတယ်တကယ် ဟုတ်ကဲ့ပါရှင်နော်အဲ့တော့ဒါလေးခဏလေးရိုက်ကြည့်အောင်မြင်ရတော့တယ်နော်အဲ့ဆိုရင်ပထမဦးဆုံးသမီးလေးမျက်ဝန်းမူစုကိုပြောလိုက်မယ်I got caught သုံးလို့ရတယ်နော်အဲ့ဒါ passive ပုံစံပဲနော်မိုးမိသွားတယ်ပြောတာ in the rain ဆိုတော့မိုးထဲမှာတဲ့ I need to change my clothes တဲ့သုံးလို့ရတယ်နော်မှန်တယ်နော်သူကဟိုပေါ့ change တယ်လို့ပြောတာတော့မဟုတ်ဘူးပေါ့သူကချိန်ဖို့လိုအပ်တယ်လို့သုံးတာပေါ့အနည်းဒီ need ကလိုအပ်တာဆိုတာလုံးမရမှာWANT1 ကဟိုတနေ့ပြောလိုက်တဲ့ထက်နဲ့ WANT1 ကတော့မလုပ်ချင်လေရတယ်လုပ်ချင်တဲ့ဆန္ဒရှိတယ်ဆိုတာကိုပြောတာ need ကကြတော့လိုအပ်တာအဲ့လိုပြောတာနော်ဟုတ်ဒီကျဲဟိုဒီကျဲပြင်တော့လေရှင်းပြထားတော့လေသမီးကပထမ1 3ပဲလောက်တာကျဲဒါပေမဲ့မူးရီဆိုထားဆိုတော့လဲလို့လဲရမှာဆိုတော့ညီပြောင်းပြီးသုံးလိုက်ရပါလိမ့်ရှင်ဘာဖြစ်လို့ဝကြမှန်တယ်နော်ပြဿနာမရှိဘူးနော်သမီးပြောတာနည်းနည်းလေးသိမရှင်းဘူးဖြစ်နေပြန်ပြောပါအောင်ဒီကျဲဟိုဒီနေ့တော့ဒီကျဲရှင်းပြထားတယ်ဒီကျဲညီနဲ့1နဲ့ကိုလေဒီကျဲရှင်းပြထားသမီးပထမ1 3မလို့လောက်တည်ရဒီကျဲဒါပေမဲ့မွေးဆိုထားတာဆိုတော့လဲလို့လဲရမှာလေဒီကျဲအဲ့ဆိုညီသုံးလိုက်ရပါလိမ့်ရှင် Okay မှန်တယ်နော်မှန်တယ်အဲ့လိုဖြစ်နေရပါနော် Okay ချိန်ဖို့ဟုတ်တယ်မူးဆိုထားဆိုတော့သုံးဖို့လေးပေါ့နော်ဒါနှစ်မျိုးဒါတော့ကျွန်မစာရေးတဲ့ချိန်မှာတော့မူးမိတယ်မူးဆိုတယ်ပေါ့မူးဆိုတော့ဝဆကလဲချင်တယ်ပေါ့ဒီပုံစံလေးပဲတွေးလိုက်တာပေါ့မှန်တယ်နော်သမီးတွေ့ရတယ်မှန်တယ်နော်မှန်တာပေါ့နော်အဲ့တော့မိုးရွာထဲမှာဆိုလို့ရှိရင်မိုးရွာထဲမှာဆိုရင် in the rain နော်အမိုးရွာထဲမှာနောက်တစ်ခါအရိပ်ထဲမှာဆိုလို့ရှိရင် in the shade အဲ့လိုလေးသိရမှာနော်အရိပ်ထဲမှာမိုးထဲမှာနေပူထဲမှာဆိုလို့ရှိရင်အဲ့လိုလေးသိရမှာနော် in the sun ဒါနော်နေပူထဲမှာမိုးရွာဒီမိုးရွာထဲမှာအရိပ်ထဲမှာဒါလေးရှေ့ကတော့ထည့်လိုက်ပေါ့လေသူတို့ကမိုးရွာထဲမှာလမ်းလျှောက်နေတယ်လို့ပြောမယ်ဆိုရင်ဒီဝက်ကြလေးကိုအောက်ကပဲရေးလိုက်မယ်အဲ့တော့သူတို့ကလမ်းလျှောက်တယ်ဆိုရင်ဒီနေရာမှာသူတို့ဆိုတော့ပေါ့လေလမ်းလျှောက်တယ်လို့သုံးမယ်ဆိုလို့ရှိရင် walk တစ်လုံးနဲ့သုံးလို့ရတယ်အဲ့ဒါလေးကိုမှလှလေးသုံးမယ်ဆိုရင်ဒါတာမှန်သုံးမယ်ဆိုရင် they walk လမ်းလျှောက်တယ်အဲ့လိုမှမဟုတ်ဘူးအဲ့တော့ဒါလေးတွဲလုံးလေးနဲ့သုံးမယ်ဆိုရင် go for a walk ဒါဆိုလို့ရှိရင်ဒါတွဲလုံးလေးလို့ခေါ်တာဒါကလေးကမလိုက်နိုင်သေးလဲပေါ့နော်လောလောဆယ်ချာဖူနာဝရှိတဲ့သဘောလေးပေါ့နော် go for a walk ဆိုတာလမ်းလျှောက်ထွက်တာ WK walk ကလမ်းလျှောက်သည်သုံးလို့ရတယ်နှစ်ခုစလုံးသုံးလို့ရတယ်မိုးရွာထဲမှာလို့ပြောမယ်ဆိုရင် in the rain ဒါဆိုလို့ရှိရင်မိုးရွာထဲမှာသူတို့လမ်းလျှောက်ထွက်တယ်ဒါလေးတွေလည်းရှိကြပါလေမိုးရွာရင်မိုးရေခံတဲ့သဘောလေးတွေသုံးတာမျိုးဆိုရင်သုံးလို့ရတယ်အဲ့တော့ဒီ shade ရဲ့အသုံးအနှုန်းလေးနဲ့ပြောမယ်ဆိုရင်အဲ့တော့ဒါလေးကိုအောက်ချလိုက်မယ်တစ်ချက်နော်ဒါဆိုလို့ရှိရင်နောက်တစ်ခုကအပေါ်လေးကိုပြန်တော့မယ်အဲ့တော့မင်းနေရတားပူရဲ့နော်နေရတားပူတယ်လို့ပြောမယ်ဆိုရင်ရာသီလို့တားပူတယ်အဲ့တော့ဒါပူတယ်လို့နေပူတယ်လို့ပြောမယ်ဆိုရင်တော့ it is sunny ဒါဆိုလို့ရှိရင်ဒါ it is ကိုသုံးတာရာသီဥတုအကြောင်းပြောမယ်ဆိုရင် it is ကိုသုံးလို့ရတယ်မိုးရွာတယ်လေတိုက်တယ်နော်နောက်တစ်ခါလေတိုက်တယ်ဆိုရင် it is windy နောက်ကမိုးရွာတယ်ဆိုရင် it is rainy နေပူတယ်ဆိုရင် it is sunny ရေးထားလိုက်နော်ပြီးလို့ရှိရင်တိမ်ထူတယ်ဆိုရင် it is cloudy နော်ဒါခုလောလောဆယ်ဆိုရင်နေပူတယ်နော်နေတာရပေါ့လေနေတာတယ်ဒါကြောင့်မလို့ဆိုရင်တော့ဆိုသုံးလိုက်နော်ဒါကြောင့်မလို့သုံးမယ်ဆိုရင်ဆိုမင်းအရေးထဲမှာပဲနေတဲ့နယ်ဆိုလို့ရှိရင်အရေးထဲမှာပဲနေပါပြောအရေးထဲမှာပဲထိုင်နေပါလို့ပဲပြောအဲ့တော့မင်းထိုင်နေပါလို့ပြောမယ်ဆိုရင်အဲ့တော့ you should နေပါပြောမယ်ဆိုရင် you should stay ထိုင်ပါဆိုရင် you should sit အဲ့တော့ဘယ်ထဲမှာလဲဆိုရင် in the shade ဒါဆိုလို့ရှိရင်အရိပ်ထဲမှာလို့သုံးတာပြီးတော့ဒါလေးအတွဲလုံးလေးတွေလို့ခေါ်တယ်နော်အဲ့တော့ in the shade ကအရိပ်ထဲမှာ in the rain မိုးထဲမှာ in the sun နေပူထဲမှာနော်ဒါဆိုရင်တော့အဝတ်တွေကိုတော့နေပူထဲမှာလှမ်းတဲ့နယ်ဆိုလို့ရှိရင်အဝတ်လန်းတာကြတော့ဘာနဲ့လှမ်းတယ်ဆိုရင် dry နဲ့လှမ်းလို့ရတယ်အဝတ်လန်းတာတွေကတော့ပြောဘူးပါတယ်အဲ့တော့မင်းအဝတ်ကိုတော့နေပူထဲမှာပဲလှမ်းတဲ့နယ်ဆိုရင်အဲ့တော့ you should dry အဲ့တော့ your clothes ဒါဆိုလို့ရှိရင်မင်းရဲ့ဝတ်စားတွေကိုတော့ဟလာနေပူထဲမှာလှမ်းတဲ့နယ်ဆိုလို့ရှိရင်in the sun
ဒါနေဘူးထဲမှာသုံးတာသူ့ရဲ့တွဲလုံးနေနော်နေဘူးထဲမှာအဲ့တော့ဒါ dry ဆိုတာချအောင်လုပ်တာ you should dry your clothes အဲ့အဝတ်ကြိုးတန်းလို့သုံးမယ်ဆိုရင်ဝတ်ကြိုးတန်းကြောင်းလေးလည်းရှင်းပြီးသား washi line လို့နော်အဲ့ဒါလေးကဒါသုံးပြတာနောက်ဒီဝတ်ကြမှန်တယ်နောက်တစ်ခုကပါရေးထားရတယ်ဆိုတော့ didn't you bring an umbrella အဲ့ဒါလေးတစ်ကြောင်းပြောဦးမယ်နော်အဲ့ဒါလေးကြောင့်ပြောပြဦးမယ်အောင်နာလေးမှာရိုက်လိမ့်မယ် bring ဆိုတဲ့သဘောကယူလာတာတနေရာကနေပြီးတော့ကိုယ့်စီကိုယူလာတာဥပမာဆိုကြစို့ငါရှိကိုထိုင်ကုန်လေးတစ်လုံးလောက်ယူခဲ့စမ်းမှာလို့သုံးမယ်နော်နမူနာသုံးမယ် bring ရဲ့သဘောတည်ယူလာတာအဲ့တော့ယူလာတာဖြစ်တဲ့အတွက်ကြောင့်တနေရာကနေပြီးတော့ကိုကယူလာတာငါရှိကိုယူခဲ့ပါလို့ခိုင်းမယ်ဆိုရင် bring me လူဆိုရင်နောက်ကတန်းထည့်ရုံပဲအဲ့ဒါသိရမယ် bring me ယူခဲ့ပေးပါယူလာခဲ့ပေးပါထိုင်ကုန်တစ်လုံးဆိုရင်တော့ a seat ထိုင်ကုန်တစ်လုံးအထောက်တော့ထိုင်ကုန်မှထိုင်ကုန်တွေမျိုးစားတွေအများကြီးရှိတယ်ခောက်ကလေးထိုင်အဲ့ဒါတွေမပြောသေးဘူးနော်များတော့မှဆိုလို့အဲ့ဒါဒီကလေးထိုင်သဘောဆိုရင်တော့ chair ပေါ့လေနော်အဲ့တော့ CHAIR chair နော်အိုင်နဲ့ရိုက်တာနော်အဲ့တော့ဒါထိုင်ကုန်တစ်လုံးတော့ငါရှိကိုယူခဲ့ပါဒီပုံစံသုံးတာဒီပုံစံလေးမသုံးမဲနဲ့နောက်တစ်ကြောင်းပုံစံလေးသုံးပြမယ်ဆိုရင်အဲ့တော့ bring နော်အဲ့တော့ a seat ဒီနေရာမှာ chair ပဲသုံးလိုက်ပါမယ် bring a chair အဲ့တော့ chair ဘာလဲဆိုလို့ရှိရင် to me အဲ့တော့လူနောက်ကထားတယ်ဆိုရင် to လို့ for လို့တစ်ခုခုလိုက်ပေးရတယ် bring a chair to me ငါစီကိုဟလာထိုင်ကုန်တစ်လုံးယူခဲ့ပေးပါလို့သုံးတာအဲ့ဒါကိုရှိကိုယူလာတဲ့သဘောမှာသုံးတာဒီနေရာမှာကျတော့ take ကိုသုံးမှအဆင်ပြေမယ်ဒါပါတော့မှနာမည်ကိုဖျားလိုက်ပို့မယ်လူဆိုရင်တော့လိုက်ပို့တာပစ္စည်းဆိုရင်တော့ယူသွားတာအဲ့တော့အဲ့သဘောသုံးတယ်ပထမတစ်ချက် take ကြောင်တော့ပြောရင်တော့အများကြီးပြောရမှာဒါပေမဲ့ဒီနဲ့လက်လန်းမိတဲ့လောက်ပဲပြောလိုက်မယ်နော်လက်လန်းမိတဲ့ကလေးတွေနဲ့လက်လန်းနော်နိုင်တဲ့လောက်ပဲပြောပြမယ်နော်ဆိုလို့ရှိရင်သူကအဲ့တော့ယူသွားတဲ့သဘောမှာလည်းပစ္စည်းဆိုရင်ယူသွားတယ်လူဆိုရင်ခေါ်သွားတယ်အဲ့တော့ငါမင်းကိုဖျားလိုက်ပို့မယ်ဆိုရင်လိုက်ပို့ပါလိမ့်မယ်လို့သုံးမယ်ဆိုရင် I will take မင်းကိုဆိုရင်ဒီမှာယူလေးတစ်လုံးထည့်ပေးလိုက် I will take you အဲ့တော့ဖျားဆိုရင် to the pagoda ဒါဆိုလို့ရှိရင်ဖျားကိုငါမင်းကိုလိုက်ပို့မယ်လို့သုံးတာဖြစ်တယ်အဲ့တော့မင်းကိုလိုက်ပို့မယ်လေစိတ်ကိုလိုက်ပို့မယ်ဆိုလို့ရှိရင်ဒီနေရာမှာ to the pagoda နေရာမှာဘာသုံးမလဲဆိုလို့ရှိရင် to the airport ဒါဆိုရင်လေစိတ်ကိုလိုက်ပို့မယ်လို့သုံးတာဖြစ်တယ်လိုက်ပို့မယ်ဒါကလူဆိုရင်လိုက်ပို့တာပစ္စည်းဆိုရင်ယူသွားတာအဲ့တော့ငါဖုန်းကိုယူမသွားနဲ့လို့သဘောသုံးတယ်ဆိုရင် don't take my phone ဒါဆိုရင်အဲ့တော့ငါဖုန်းကိုယူမသွားနဲ့ဒီလိုသုံးမယ်ဆိုရင်အဝေးလေးတစ်လုံးထည့်ပေးလိုက်အဝေးဆိုတာတနေရာပါသွားတဲ့သဘောဖြစ်တဲ့အတွက်ကြောင့်အဝေးလေးတစ်လုံးထည့်ပေးလိုက် don't take my phone away ဆိုရင်ငါဖုန်းကိုယူမသွားနဲ့လို့သုံးတာဖြစ်တယ်အဲ့ဒါယူသွားတဲ့သဘောပစ္စည်းတစ်ခုကိုယူသွားတဲ့သဘောငါကမင်းဖုန်းကိုမှားပြီးတော့ယူသွားမိတာပါလို့သုံးမယ်ဆိုရင်အဲ့တော့ယူသွားမိတယ်ဆိုတဲ့သဘောကယူသွားခဲ့တာပေါ့လေ I took your phone ဒါဆိုရင်မင်းဖုန်းကိုယူသွားမိတာဒါဆိုရင်မတော်တဆမှားယူသွားတဲ့သဘောဆိုရင် by mistake ဒါဆိုလို့ရှိရင် by mistake တို့ by မတော်တဆမှားသွားတာမှားပြီးတော့ယူသွားမိတာလို့သုံးတာဒါတွေ့လုံးနော် by mistake တို့ by chance တို့ by accident တို့နော်ဒါလေးတွေကတော့ပေါ့သုံးရင်းနဲ့ရသွားပါလိမ့်မယ်နော် I took your phone by mistake ဆိုရင်ဗာလဲမင်းဖုန်းကိုငါမှားပြီးတော့ယူသွားမိတာနော်မတော်တဆယူမိတာပေါ့လေဒါပေမဲ့ take အကြောင်းလည်းအများကြီးရှိပါသေးတယ်ဒီဟာနဲ့ဆက်ပြောပြမယ်နော်ဒါလေးကဒီနေရာမှာအဲ့တော့ didn't you take an umbrella ဆိုရင်မှန်သွားပြီအဲ့ဒါဆိုရင် carry ရဲ့သဘောကကြတော့ CRY carry ရဲ့သဘောကတော့ဒီနေရာကဟိုနေရာကိုတည့်တာလဲသုံးလို့ရတယ်လို့ဟိုနေရာကဒီနေရာကိုတည့်တာလဲသုံးလို့ရတယ်နော်ဒါဆိုလို့ရှိရင်မှတ်ထားရမှာဒီ carry ဒီဟိုနေရာကနေဒီနေရာကိုပစ္စည်းကိုတည့်လာတာလဲသုံးလို့ရတယ်လို့ဒီနေရာကနေဟိုနေရာသွားပြီးတော့တည့်သွားတာလဲသုံးလို့ရတယ်နောက်တစ်ခုတစ်လုံးရှိသေးရဲ့ patch FPTH နော် FPTH patch ကကျတော့သွားယူတာလူကိုယ်တိုင်ကသွားတယ်ပစ္စည်းရှိကိုရောက်တယ်အဲ့ပစ္စည်းကိုပြန်ယူလာခဲ့တယ်အဲ့ဆိုလို့ရှိရင် patch ကိုသုံးတာအဲ့တော့ရေသွားခတ်တာတို့ကလေးချောင်းသွားကြိုတာတို့ဒါပေမဲ့အများကြီးပါပဲကိုသုံးညာသုံးနော်အဲ့လိုမျိုးသုံးမယ်ဆိုရင် patch ကိုသုံးလို့ရတယ်